မင်္ဂလာပါဦးဇင်းဗုဒ္ဓကိုကြီးဆရာတော်ဟာအခုဆိုရင်မင်္ဂလာတော်လီရင်ခွေးအနီးနားမှာရှိတဲ့အလွန်လှပတဲ့ဝေကျောင်းတော်တစ်ခုဗလီတစ်ခုကိုရောက်ရှိနေပါတယ်ဒီထဲမှာတော့သူတို့ရဲ့ကိုယ်ဝယ်မှုတစ်ခုဖြစ်တဲ့ထဲကသူတော်စင်ကြီးရှိတဲ့ကျောင်းတော်လို့ပြောရင်တော့မှန်ပါပေါ့ဦးဇင်းအားလုံးနားမလည်နိုင်မယ်ဒါတော့ဗလီတစ်ခုပါပဲဗလီတစ်ခုရဲ့အတွင်ပိုင်းပြင်ဆင်တွေကိုအများကြီးတင်ပါတယ်ဒီကနေ့စာသင်ကျောင်းနဲ့ဗလီနဲ့မရှင်းတဲ့ပြဿနာတွေနဲ့ပတ်သက်လို့ဦးဇင်းလည်းကြားနေရတော့အခုလိုဆရာတွေနဲ့တွေ့တော့မှဦးဇင်းတို့မေးမြန်းကြည့်တာပါလာပါဆရာလည်းလာပါလက်ပါလာပါဆိုတော့အခုဒီကလေးကြားနေမှာပဲဟိုလူပြောမလဲဟိုအခုဖြစ်နေတဲ့ပြဿနာတွေကြားရမှာဟိုကျောင်းတော်တွေပိတ်ရတယ်ပေါ့နော်စာသင်ကျောင်းတွေပိတ်ရတယ်အဲ့ဒါဘာကြောင့်လဲဆရာဦးဆရာသိကြလို့မှုနေတာလေဘာကြောင့်လို့ဖြစ်တာအဲ့ဒါဘာကြောင့်ဖြစ်လဲတပည့်တော်တို့ဘုံတော်နဲ့စဉ်းစားကြည့်မယ်ဆိုလို့ဒီနေ့လူတယောက်ရဲ့လွတ်လပ်ခွင့်ရဲ့နောက်မှာချုပ်ကံမှုတစ်ခုရှိတယ်ပြီးတော့မြင်တယ်။အားကြောင့်လဲဆိုတော့ဒီဘာသာတရားကဘယ်နေရာဘယ်ဒေသဘယ်နိုင်ငံဘယ်ကမ္ဘာနဲ့ချီပြီးပြောမယ်ဆိုလို့ရှိရင်မိမိယုံကြည်ရမိမိကူးွယ်နေကြတာ။မိမိရဲ့ယုံကြည်မှုကိုကလာကာချလို့မှမရဘူး။နောက်ကနေပြီးတော့ဒါကိုလိုက်ပြီးသိကျင်နေဆိုတာကမတရားတဲ့အလုပ်ကိစ္စတစ်ခုလို့ပြီးတော့မြင်တယ်မဟုတ်ဟိုအမှန်တည်းပြောရင်တော့ဘုရားတော်ကတော့ဒီဗလီမှာဒါပါတော့ဒါမင်ဘာလို့ကိုမင်ဘာတော့တရားပါမှဗလီစစ်တယ်ပေါ့ဒါကဘုရားကဘာဒီကပလေပေါ့ပလေဟုတ်ပေါ့ပလေကနိုင်တက်လို့မရဘူးဟုတ်အဲ့တော့ငါတကလည်းတက်လို့မရဘူးတပည့်တော်တက်တယ်ဒီလိုမှမလို့ပြောဆရာကျော်သွားဒီကိုကျော်သွားလေးလည်းတက်လို့ရတယ်ကျွန်တော်ရဲ့ကျောင်းနဲ့ဆရာလည်းရှိတယ်ဒီကိုလည်းတက်လို့ရတယ်ကျွန်တော်တော့ရောက်ပဲတက်တာဟောဒီကနာကိုရမ်ကျန်းအားတင်တဲ့အခါမှာအားလုံးအောက်မှာမနေကြဘူးကိုရမ်ကျန်းစာပြင်တာမဟုတ်ဘူးဒါကတပည့်တော်တို့ရဲ့ဟိုစုံမတရားဟောတာပေါ့တရားရင်ရင်တိုက်ပြတဲ့ခါကျရင်ဒီပေါ်တက်ပြီးတော့ဟိုစာတင်နာမဟုတ်စုံမလားဆိုတော့ငါမသိရှိတော့စာတင်တယ်ဆိုစာအုပ်တိုင်းတင်ဩအေးဟောအခုသုံးဖို့တဲ့တပည့်တော်လေးအပြန်အလှန်ဆွေးနွေးတင်ပြနေတယ်တိတဲ့လူကမတိတဲ့လူတွေပူချတဲ့ခါကျရင်ဒီပေါ်တက်ပြီးတင်ပြဒီဟိုဒီဥစ္စာကြောင့်ပါပေါ့ဒါကတပည့်တော်ဝိပုတဲ့အချိန်မှာဝိပုတဲ့အချိန်မှာတပည့်တော်အချိန်လုံးကနေရဟောအားလုံးကိုတိုင်ပေးတယ်ဟောဒီထက်ဘာမှမရှိဘူးဒီထဲမှာဒီထက်ကတိုင်တာဟုတ်မဟုတ်ဒီမှာရတာဘာလို့လဲဒါကပြီးတော့အတန်ပေါ့အတန်အနောက်ကိုပြန်လာအောင်ဟိုဘယ်လိုပြောမလဲဆိုတော့ပုံပုံလာပေါ့ဟိုဒီကောင်းကအမှန်ကိုဆောင်းရချက်မရှိလေရတယ်ဟုတ်လားအจิตကဒီမင်္ဂလာနဲ့တရားဟောတဲ့နေရာနဲ့ပြီးတော့ဒီဝိပုတဲ့နေရာမှာရက်တဲ့အရာတစ်ခုရှိတာဟိုဒီထဲမှာအဲ့တော့ဒီဟိုဗလီရဲ့အဓိကထူးခြားချက်ကဒီတစ်ခုပဲပြောပါတော့အဲ့တော့ဒီနှစ်ခုပေါ့ဟိုဒါဆရာရက်တဲ့နေရာဒါပါလို့ဆိုလို့လေဒါမဟာရတ်လို့ပြောမဟာရတ်ဆိုတာကတပည့်တော်ရက်တဲ့နေရာပေါ့စာတင်ကျောင်းနဲ့မတူနိုင်တဲ့အချက်ကဒီနှစ်ခုဒီတစ်ခုပေါ့စာတင်တာကတော့တပည့်တော်တို့လမ်းဘေးမှာတင်လဲရတယ်အိမ်ထဲမှာတင်လဲရတယ်ဟိုအရေးကောင်းတဲ့တစ်ပင်အောက်မှာစာတင်လဲရတယ်စာတင်တာတော့နေရာတတ်မှတ်ထားတာမရှိဘူးဘုရားကဟိုစာတင်ကျောင်းကိုဗလီကိုကျောင်းတွေပြောင်းနေအဲ့ဆိုတာဟာဘာကြောင့်အဲ့လိုလုပ်ကြလဲဘယ်လိုဖြစ်လဲဆိုတဲ့ဥစ္စာအစဉ်မရှင်းတာကအဓိကတော့ဒီလိုတဲ့ဥစ္စာမှာကြော်လုပ်တဲ့ပြဿနာဟုတ်တယ်မလားဒါကိုဦးဇင်းတို့အနေနဲ့တော့သူတို့လည်းတော့မသိပါဘူးဘူးမှလည်းမကြည့်ပါဘူးဒါကြုံလို့မေးတာနောက်အခုလိုဗလီရဲ့အင်္ဂါတွေလို့ပြောတော့ဒီနှစ်ခုရှိရင်အင်္ဂါဖြစ်တယ်ဟောကျန်တော့အညာမဲစတင်ပြင်ရတယ်ဟုတ်တယ်နော်အဓိကတော့ဒီတော့ဒီပြောချင်တာလည်းဆိုတော့စာတင်နေဆိုတာကသူအရင်တင်တဲ့နေရာမှာစာတင်တာနော်တကယ်လို့တပည့်တော်တို့ဒီမှာကျောင်းမရှိလို့တပည့်တော်တို့ဒီမှာကျောင်းရှိတယ်ဆိုလို့ရှိရင်တပည့်တော်လည်းစာတင်ပါမယ်တကယ်လို့စာတင်တဲ့နေရာမှာကစာတင်တဲ့နေရာမှာဝိပုတဲ့နေရာမှာရှိရင်စာတင်တဲ့နေရာမှာလည်းဝိပုမှာဟိုတပည့်တော်ဆိုလို့ချင်တာကကောင်းတဲ့နေရာမှာကောင်းတဲ့အလုပ်လုပ်တာဘာမှအသာစီးမရှိပါဘူးအခုဒီမှာတပည့်တော်တို့ကျောင်းမရှိဘူးဒီနားမှာရက်ွက်မရှိတဲ့အတွက်စာတင်မှုကလေးတွေမရှိဘူးမရှိတော့တပည့်တော်စာမတင်ဘူးတကယ်လို့ဒီနေရာမှာရက်ွက်ကဒီကလေးမဟုတ်ဘူးဒါတပည့်တော်တို့နေတဲ့လူနေအိမ်ပဲဆိုရင်လည်းပဲစာတင်နေလို့ဝိပုချိန်ရောက်ဝိပုတော့ဟိုပလီရဲ့ကျောင်းရဲ့ဘာရဲ့ညာရဲ့တို့တပည့်တော်တို့ရှိမှတတ်မှတ်တာဒါတပည့်တော်လို့ဆိုတော့ဒီကဒါဟိုစာဟိုဘယ်လိုလဲဟိုမကပဲဖြစ်ဖြစ်အစ္စလာမ်နိုင်ငံမှာတော့ဟုတ်တာပေါ့ဘုရားဘာသာနိုင်ငံမှာတော့သူကစတင်ပြီးတော့ဟိုဘုရားဘာသာဘုန်းကြီးကျောင်းနေတောင်တင်ရင်တိုင်းတင်လို့မရဘူးဆောက်ချင်တိုင်းဆောက်လို့မရဘူးဒါရှင်းနေတာပဲအဲ့တော့ဒီဘာသာတရား
ဟိုတော့ဘာသာချားလို့ခေါ်ပါမှာဘုရားဘာသာကကြီးအဲ့တော့အခုစားလဲတာနာကိုစောင့်ရှောက်နေတဲ့ဒီလိုပဲပြောအခုတာနာနှစ်ခုမငြိမ်းမချမ်းမဖြစ်အောင်နောက်ထပ်ခြားသောဘာသာပေါ့ဦးဇင်းဆန်ခရီးယန်လည်းလိုပဲနေဝင်ပြီးတော့အခုညီတဲ့ဆောင်ရွက်တဲ့အခုစားလဲကြုံလို့တကယ်ကိုဒီနားလေးခဏဖြတ်တိုင်းလူတွေအများကြီးစီးရောလေအဲ့တော့စိတ်ဝင်စားတယ်ဦးဇင်းအစားဟိန္ဒူလို့ထင်တာဒါပေမဲ့လူတွေအများဆုံးဟိန္ဒူပုံစံမပေါ်ကြဘူးခဏလာကြတယ်အဲ့တော့ဦးဇင်းလည်းရန်ဝါဘုံဝအတွင်းမှာတွေ့နေလို့ကြုံလို့ဝင်မိတာဆိုတော့ဘာလို့ဘာသာနှစ်ခုချမ်းမှာပြဿနာမဖြစ်တာသူ့စကားကိုစကားသူ့အလုပ်ကိုလုပ်မရှုံရင်ကောင်းတာတခုနဲ့တခုဟိုရောရှင်းတော့မကောင်းတပည့်တော်တို့အကြောင်းတွေကိုတန်ခါတော်တွေတော်တော်များများကြွခဲ့ဟုတ်လားကြွတယ်ကြွပြီးတော့ဦးသိန်းလေးလာလို့ပဲလာပြီးလေးလာတယ်တကယ်ဟိုဘယ်ရလဲမန္တလေးကဆရာတော်တွေလည်းလာတယ်တော့တပည့်တော်ကုညံကုန်းလိုပါလို့မှရှိတယ်ဆရာတော်တွေလည်းကြွလာတယ်ကြွလာလို့တော့ဆရာတော်လေးလာလို့ပဲလာပြီးလေးလာတယ်တပည့်တော်တို့သူတို့အားလုံးဖိဖြစ်တယ်အဆင်ပြေတယ်အဓိကအဆင်မပြေအောင်နေတဲ့လူရှိအဆင်မပြေအခုဆရာတော်နဲ့တပည့်တော်နဲ့အစီအပြေပြောင်းတဲ့ကြောက်ဖတ်ထားလဲချွတ်ချင်မှလွတ်တော့မလို့မချစ်ဖတ်ထားမှာပဲဟုတ်တယ်မတပည့်တော်တို့စိတ်ထဲမှာထားပါတပည့်တော်တို့ရှိရိုးရိုးစင်စင်အားလုံးကဒါဗုဒ္ဓဘာသာတေးနေတေးဗုဒ္ဓဘာသာကေဗုဒ္ဓဘာသာနဲ့အစ္စလာမ်ပြောင်းလာတပည့်တော်ရဲ့မိခင်အစ္စလာမ်အဖေနဲ့ညာလိုက်လို့အစ္စလာမ်မူးလာအဖေလည်းမွတ်စလင်အစစ်ကြီးမဟုတ်ဘူးအဖေကလည်းကဗျာတွေးနှောလို့ပြောမှာတွေးနှောပဲဒါပေမဲ့အမေကတော့ခရင်ဘုရားဘာသာအစ်စ်တင်ပြီးတော့ဒီရဲ့အရာတိုင်းမှာရှိပတ်တမဲဒေါ်လာခရင်မုံချောင်းဝတပည့်တော်တွေအားလုံးအမျိုးတွေပြေပေါ့ဘယ်လိုပဲပြောအခုကစိတ်ပေါ့မိမိခိုင်ဘက်ကဒါဆိုရင်ဒါဖြစ်သွားတာကဒါဒီပြီးသားတဲ့စိတ်ကိုကိုရံရောင်တွေရောလုံးလူနဲ့ဆိုင်ရင်တစ်ဖက်ထဲမှာညံ့နေစေချင်တာပေါ့တပည့်တော်တို့ရဲ့ဆန္ဒဒါပါပဲဦးစီးလာပြီးလေးလာအယောင်းဝမ်းသာဘုံလေးအားပြီးတော့အားရကိုကျော်စွာပေါ့တယ်ပါအခုဆိုရင်ဦးဇင်းကကိုကျော်စွာနဲ့စကားလေးပြောရင်းနဲ့ကိုကျော်စွာပြောတဲ့စကားလေးကိုနားထောင်ရင်းနဲ့အစ္စလာမ်တယောက်ဖြစ်ပြီးမဲ့ဗမာစကားကိုပြည်လည်အောင်ပြောနိုင်တယ်အခြားသောဘာသာကြားဖြစ်တဲ့ခရီးယန်ဆိုရင်အဲ့လိုယဉ်ကျေးစွာပြောဖို့အဲ့လိုစကားလုံးတွေသုံးဖို့အတွက်ကိုမပြောနိုင်မင်းနဲ့ကျွန်တော်ကအဲ့လိုသုံးကြပါတယ်တကယ်ဘာသာတရားနှစ်ခုကြားမှာကွာဟတဲ့သဘောတရားတွေရှိနေတယ်တကယ်တော့ဒီကိုကျော်စွာကြီးဒီလည်းကောင်းအားလုံး generation တွေကမြန်မာနိုင်ငံထဲမှာနေပြီးတော့အဖေအစ္စလမ်နဲ့ကရင်ဗုဒ္ဓဘာသာပြောင်းလာကြတယ်ဆိုလိုပဲတဖြည်းဖြည်းတော့ဘာသာရဲ့တိုးပွားနှုန်းတွေရှိနေတယ်ဆိုတာဒီအဆောက်အဦတွေနဲ့ဒီပစ္စည်းတွေကြည့်မြင်လာပါတယ်ညီတို့ပဲဆိုစကားမူဘာသာတရားတွေဘလောက်ပဲပေါက်ပွားနေတယ်ဗုဒ္ဓဘာသာချင်းအောင်မတည့်ဘူးဆိုရင်မကောင်းဘူးဘာသာတရားတွေငြင်းညမ်းတာကတော့တကယ်ကိုကောင်းပါတယ်သို့တော့သူ့ကိုမထိကိုယ့်ကိုမနာမေတ္တာစိတ်နဲ့ဆက်လက်ဆောင်ရွက်မယ်ဆိုရင်သာသနာတိုးတက်ဖို့အားလုံးမျှော်လင့်ပါတယ်ဒါကြောင့်ဘုရားဘာသာမြန်မာနိုင်ငံလို့ပြောနေကြတဲ့မြန်မာနိုင်ငံပြည်သူတွေနဲ့လည်းဘာသာတရားတွေကိုလေ့လာပါကိုယ်တိုင်လည်းကိုယ့်ဘာသာကိုကျွမ်းကျင်အောင်လုပ်ပြီးတော့အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေလို့ဘုရားခင်သာသနာဆောင်းဆောင်အဖွဲ့ဦးဇင်းဘုရားခင်ဆရာတော်ကအမတ်တရားပြေဆုံးညီမြန်မှတ်တမ်းတင်ပေးလိုက်ပါတယ်အားလုံးအနေနဲ့အများကြီးသုံးသပ်နိုင်ပါတယ်ကျမ်းမာချမ်းမြေနိဗ္ဗာန်တွေ့ကအေးမြချမ်းသာရှိပါသည်ဒီလိုဆိုနေပြီ